ဘာကြီးပြက်နေပြီဆိုလို့ရှိရင်လူသားတွေပဲရောက်ကုန်တော့ဆိုတော့ကဘာမပြက်ခင်ကတည်းကကဘာပြက်တော့မယ်ဆိုတဲ့သတင်းစိုးကြီးကပေါ်နေတော့လူတွေဟာကြောက်เสียရှိရင်ကြောက်တတ်သည့်အတွက်ကြောင့်ကိုချင်းတရားတွေပိုကောင်းပြီးတရားဓမ္မတွေချင်းညာလို့သိတဲ့အခါဗြဟ္မပြည်ဖြစ်ကုန်ရတယ်လို့ပြောမေတ္တာဘာဝနာပွားပြီးသိတဲ့အခါဘယ်ရောက်တော့ဆိုအာဘတ္တရဗြဟ္မပြည်ကိုရောက်သွားကြတယ်အဲ့ဒီအာဘတ္တရဗြဟ္မဘုံရောက်တဲ့အချိန်မှဟောဒီကဘာကြီးကပျက်စီးသွားဘာမှမကြံအောင်ပျက်စီးသွားပျက်စီးသွားပြီးတော့နောက်ဒီကဘာကြီးကဘယ်ပုံပြန်တည်လာတော့ဆိုရင်မိုးကြီးမရက်မနာရွာလိုက်တာရွာချလိုက်တဲ့မိုးဟာအာကန္တလာဟာပြင်ကြီးထဲမှာရွာချတဲ့မိုးဖြစ်လို့အောက်ကလေတူကြီးကခံထားတော့မိုးပေါက်ကြီးတစ်ခုရဲ့ဖြစ်ဒါကဒီကဘာလုံးကြီးဖြစ်လာဖို့အတွက်မိုးရေပြင်ကြီးတစ်ခုတည်းဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အချိန်မှာနှစ်ပေါင်းများစွာကြာလာပြီဆိုတဲ့အခါမှာဟောဒီကဘာကြီးကအလင်းရောင်မရှိဘဲနဲ့လုံးဝမဲမှောင်နေတယ်ရေပြင်ကြီးပဲဖြစ်နေတယ်အဲ့ချိန်ရေပြင်ကြီးကလွှမ်းနေတယ်ကုန်းဆိုတာတခုမှမပေါ်သေးဘူးအဲ့ဒီချိန်မှာရေပြင်ကြီးကလွှမ်းပြီးတော့မှောင်တိဖြစ်နေတဲ့အချိန်အဲ့ဒီချိန်မှာလူသားတွေစပေါ်လာလူသားတွေပဲပေါ်စပေါ်တော့ဆိုရင်ဘယ်ကလာတော့ဆိုလို့ရှိရင်ခုနအဘတ္တရဘုံရောက်သွားတဲ့ဗြဟ္မာတွေတဲကနေပြီးတော့သက်တမ်းစေ့တဲ့ဗြဟ္မာတွေကစွတ်တည်စိတ်ကြပြီးတော့ဟောဒီလူဘုံလူဌာနဖြစ်လာမဲ့အာကာသလေဟာပြင်ကြီးထဲမှာရေပြင်ကြီးဖြစ်နေတဲ့မှောင်မဲနေတဲ့နေရာတစ်ခုပေါ်မှာကောင်းကင်မှာလာပြီးတော့တတ္တဝါလာဖြစ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဗြဟ္မာတွေလိုပဲသူတို့မှာသူတို့ရဲ့ခန္ဓာကိုယ်ကစိတ်ဓာတ်ကဖန်ဆင်းထားတဲ့ခန္ဓာကိုယ်မနောမယတယံပပကိုယ်ရောင်ကိုယ်ဝါတွေနဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါတွေနဲ့အစားအစာကလည်းပိဋိဘက္ခသူတို့စိတ်ထဲမှာအမြဲတမ်းပြောနေတော့ပိဋိပဲစားနေကြတယ်ပိဋိတာနဲ့အစာဆိုတာတခြားအစာမရှိဘူးလို့ပြောတာနော်ကျင့်တဲ့နှစ်သက်ပျော်ရွှင်ပြီးတော့ဒီလိုနေကြတယ်အန္တလိခဆိုတာသူတို့နေတဲ့နေရာအောက်ကရေပြင်ကြီးနဲ့ကောင်းကင်ဒါပဲရှိတယ်အဲ့ဒါကြောင့်မလို့သူတို့နေတဲ့နေရာကကောင်းကင်ပြင်မှာပဲနေကြတယ်ဒါပထမဆုံးလူသားတွေပထမဆုံးလူသားတွေဟာမနောမယစိတ်ကနေဝေးဖွာလာတဲ့ရုပ်ခန္ဓာအမတန်နုညံ့သိမ်မွေးတဲ့ရုပ်ခန္ဓာတယံပပကိုယ်ရောင်ကိုယ်ဝါတွေနဲ့ကိုယ်ပိုင်အလင်းရောင်တွေနဲ့နေကြတယ်ပိဋိဘက္ခပိဋိဆိုတဲ့အစာကိုစားတယ်အန္တလိခဆိုတာကောင်းကင်ဘုံမှာသွားလာနေကြတယ်နှစ်ပေါင်းဘယ်လောက်ကြာလဲဆိုတော့မပြောနိုင်တော့အောင်နှစ်ပေါင်းများစွာဒါကဘာဥကလူသားတွေရဲ့အဆင့်တန်းဟာကြည့်နော်ကောင်းကင်သွားတယ်ပိဋိကိုသာစားတယ်ကိုယ်ရောင်ကိုယ်ဝါတွေနဲ့နေကြတယ်ဟောအဲ့ဒီအဆင့်တန်းပထမဆုံးလူသားဒါဗြဟ္မာမဟုတ်ဘူးသူတို့ကလူသားတွေနောက်နှစ်ပေါင်းကြာတဲ့အခါကျတော့ဘာဖြစ်လာလဲလို့ဆိုတော့ခုနကဗမြေပြင်ရေပြင်ကြီးကဘာဖြစ်လာတော့ဆိုတော့ဒါနှစ်ပေါင်းကြာတဲ့အခါကျတော့ရာသီဥတုကြောင့်ပြောင်းလဲမှုတွေဖြစ်လာရေပြင်ပေါ်မှာဘာဖြစ်လာတော့လို့ဆိုနွားနုကိုကြိုထားပြီးတော့အေးခံလိုက်တဲ့အခါမှာအပေါ်မှာမလိုင်လေးတွေတက်လာတာရှိတယ်ပေါ့ရှိပါတယ်ဗျာအဲ့ဒါလိုပဲရေပြင်ပေါ်မှာမလိုင်တက်တယ်လို့ပဲအမာလေးတက်လာတယ်တဖြည်းဖြည်း cream ခေါ်တဲ့အမာလေးတွေတက်လာအဲ့ဒါလိုရေပြင်ပေါ်မှာအပေါ်ယံကြောလေးတင်းလာအပေါ်ယံကြောလေးတင်းလာတဲ့အခါကျတော့ကောင်းကင်မှာလှည့်လည်သွားလာနေတဲ့လူသားမျိုးတွေကဘာဥလူသားတယောက်ကဟိုဘွားတုန်းကလည်းသူကစူးစမ်းတတ်တဲ့ဓလေ့ရှိတယ်ပေါ့လေအခုကျတော့လေအဲ့ဒီရေပြင်ပေါ်မှာအခုလိုမလိုင်တက်တယ်လို့တက်နေတဲ့အရာလေးကိုသူကမြင်တယ်
အစင်းရောင်ကထောပတ်နဲ့အလားတရံတူတယ်အနံ့ကလည်းပွေးချိုင်နေတယ်အဲ့တော့သူကအစင်းလေးကလည်းလှတယ်အနံ့လေးကလည်းကောင်းတယ်အရသာဘယ်လိုရှိမလဲလို့လက်ကလေးနဲ့တို့ပြီးတော့ရက်ကြည့်တယ်ရက်ကြည့်တဲ့အခါကျတော့အရသာကလည်းပြားရည်ရတာလို့အမတန်ချိုးတယ်ချိုးတော့သူရက်ကြည့်လိုက်တဲ့အခါရှားဝတင်လိုက်တဲ့အခါမှာအရသာတစ်မျိုးသူခံစားရတယ်ပေါ့အရင်တော့ကတော့ပီတိနဲ့နေတာလေအစာမစားဘူးဒါပထမဆုံးအတွေ့အကြုံတစ်ခုပဲပထမဆုံးအတွေ့အကြုံတစ်ခုအဲ့ဒါလေးကိုရက်ကြည့်လိုက်တဲ့အခါတစ်ကုံလုံးစိတ်သွားပြီးတော့အရသာတစ်မျိုးခံစားရတော့သူကြိုက်သွားတယ်ဘာဖြစ်တာတော့ဆိုစားကျင်တဲ့တဏှာအာသာတွေဝင်လာတယ်တဏှာထပ်ပေါ်လာတယ်လို့ပြောတာဒါဒီချိန်မှာအစာစားလို့တဲ့တဏှာဓာကထပ်ပြီးဝင်လာတယ်အဲ့တော့သူ့ကိုနမူနာယူပြီးကြံတဲ့လူတွေကလည်းဟေ့တကယ်ချင်းဘာလုပ်တာတော့ဒီမဲ့ဒါလေးမြေးချီစံကောင်းတယ်မင်းရက်ချီစံဟိုလူကလာလက်ချောင်းလေးနဲ့တို့ရက်ချီဒီလူကလာလက်ချောင်းလေးနဲ့တို့ရက်ချီတယ်ရက်ကြည့်ရင်ကနေပြီးတော့အရသာရှိမှန်းသိလာတဲ့အခါကျတော့လက်နဲ့ကောပြီးတော့စားကြတဲ့အဆင့်ရောက်လာကြတယ်တယောက်ပြီးတယောက်လူဆိုတာတယောက်လို့ရင်လိုက်လုံးတတ်တဲ့အကျင့်ရှိတယ်လေအဲ့ဒါစားလိုက်ကြတာဘာဖြစ်သွားတော့ဆိုပီတိရင်စားနေတော့ကခန္ဓာကိုယ်ကအယောင်တွေထွက်တယ်တဲ့အဲ့ဒီရတပထဝီလို့ခေါ်တဲ့ရေပေါ်စီလေးကိုစားလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုခန္ဓာကိုယ်ကအယောင်တွေပျောက်ကုန်ဘာဖြစ်လို့အစာစားတဲ့အခါကျတော့ခဏမနောမယဆိုတဲ့စိတ်နဲ့ဖန်တီးထားတဲ့ရုပ်ကိုယ်ကြီးကကျန်းလာတဲ့အခါကျတော့အယောင်တစ်ဖြည်းဖြည်းမှိန်သွားတယ်လို့ဒီလိုဆိုနော်ကဲလူသားတွေဟာကြည့်ငကိုယ်တော့ကကိုရောင်ကိုဝါတောက်ပနေတဲ့လူသားတွေဟာအယောင်ပျောက်သွားတယ်ဘာကြောင့်အယောင်ပျောက်အစာစားခြင်းနဲ့တဏှာကြောင့်ပျောက်တာတဲ့ကဲဟုတ်ကဲ့လားဟုတ်ပါဗျာတဏှာဆိုတဲ့ဒီသဘာဝတရားဝင်လာတာဟာလူခန္ဓာကိုယ်ကကိုရောင်ကိုဝါတောင်ပျောက်သွားစေနိုင်တယ်အဲ့ဒီတော့ပျောက်သွားရောပျောက်သွားပြီးတော့အဲ့ဒီရတပထဝီဆိုတဲ့မြေစီကိုစားပြီးတော့လူတွေဟာနှစ်ပေါင်းအကြာကြီးဒီတိုင်းဆက်ပြီးတော့သွားနေကြအဲ့တော့ကိုရောင်ကိုဝါဒီပျောက်သွားတဲ့အခါဘာဖြစ်လဲမှောင်ကြီးကျသွားအမှောင်ကြီးကျသွားတော့သူတို့လန့်သွားတယ်ဟောကြောက်ကြအဲ့ဒီအချိန်မှာကဘာကြီးကပြန်ပြီးတော့တီထွန်းလာတယ်အံ့ဩစရာကောင်းတဲ့အလင်းရောင်ရှိတဲ့နေကြီးတစ်ခုပေါ်လာတယ်ဟောသူတို့ရဲ့ကံကြမ္မာကြောင့်အရှိကခုခေတ်လို့ဆိုရင်ဂျိုးတစ်ခုပေါ့နော်ကောင်းကင်ကနေပြီးအယောင်ဝါရှိတဲ့နေကြီးပေါ်လာတယ်နေကြီးပေါ်လာလို့သူတို့စိတ်ထဲမှာရဲဝတ်တဲ့စိတ်တွေပေါ်လို့နေကိုသူရိယလို့နာမည်ပေးထားတာသူရဆိုတာရဲရင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲရဲရင်မှုကိုဖြစ်စေတတ်သောကြောင့်သူရိယရဲရင်စေတဲ့အလင်းရောင်ပဲလို့အလင်းရောင်ကြီးပေါ်လာတော့သူတို့အင်အားတွေတက်ကြွပြီးတော့လူတွေကရဲရဲဝံ့ဝံ့ဖြစ်လာကြနေကြီးကလည်းထွက်လာပြီးတော့တဖြည်းဖြည်းနဲ့ဝင်